ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်ဖို့ဆိုရင်ဆိုတဲ့စာအုပ်လေးကိုဖတ်ပြခြင်းပါတယ်ဒီစာအုပ်လေးတွေကပထမဆုံးမိဂုဏ်လေးကတော့ဗုဒ္ဓဝါဒဆိုတာဘာလဲဆိုတဲ့မိဂုဏ်ဖြစ်ပါတယ်ဗုဒ္ဓဝါဒဆိုတဲ့အမည်ဟာဗုဒ္ဓဆိုတဲ့ဝါဟာရကဆင်းသက်လာတာပါအဓိပ္ပာယ်ကတော့အတိတရားနိုးကြားစေခြင်းဆိုတဲ့အဓိပ္ပာယ်ပါဒီတော့ဗုဒ္ဓဝါဒဆိုတာဟာအသိဉာဏ်ကိုနိုးကြားစေတဲ့အဘိဓမ္မာလို့ခေါ်ရမှာပါဒီဝိမာရဲ့မူလဇာမြစ်ကတော့ဗုဒ္ဓလို့ခေါ်တဲ့သေတ္ထဂေါရမဆိုတဲ့လူသားတစ်ယောက်ရဲ့အတွေ့အကြုံပေါ်ခြေခံပါတယ်သေတ္ထဂေါရမကိုယ်တိုင်ဟာတတ်တော်36နှစ်အရွယ်မှာမဉ္ဇဉ်ပူဉ္ဇဉ်တရားတို့ကိုရရှိခဲ့တဲ့ယခုကာလမှာဆိုရင်ဗုဒ္ဓဝါဒဟာနှစ်ပေါင်း2500ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီးတော့ကမ္ဘာတော်မှာဘာသာဝင်ပေါင်းတန်300ကျော်ရှိနေပါပြီလွန်ခဲ့တဲ့နှစ်ပေါင်း100မတိုင်မီထိဗုဒ္ဓဘာသာဟာအဓိကအားဖြင့်အာရှတိုက်မှာပါလွှမ်းမိုးခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဥရောပနဲ့အမေရိကတို့မှာလည်းယုံကြည်ကိုးကွယ်သူတွေတိုးပွားလာခဲ့ပါတယ်နောက်ထပ်မိကုံကတော့ဒါဖြစ်ရင်ဗုဒ္ဓဝါဒဟာဒသနတစ်ခုတသက်ပဲလားဆိုတဲ့မိကုံဖြစ်ပါတယ်ဒသနဆိုတဲ့စကားဟာချစ်ချင်းလို့အဓိပ္ပာယ်ရတယ်ဖီလိုနဲ့ဉာဏ်ပညာလို့အဓိပ္ပာယ်ရတယ်ဆိုဖီအာဆိုတဲ့ဝါဟာရနှစ်ခုကနေဆင်းသက်လာတာပါဒါကြောင့်ဒသနဆိုတာဟာဉာဏ်ပညာကိုချစ်ချင်းသို့မဟုတ်ချစ်ချင်းမေတ္တာနဲ့ဉာဏ်ပညာလို့အဓိပ္ပာယ်ရပါတယ်အဓိပ္ပာယ်နှမျိုးစလုံးကဗုဒ္ဓဝါဒကိုအကောင်းဆုံးဖော်ပြထားပါတယ်ကျွန်တော်တို့ဟာမိမိတို့ရဲ့အသိဉာဏ်စွမ်းရည်ကိုအပြည့်အဝဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့လိုတယ်ဒါမှသာကျွန်တော်တို့ဟာအရာအလုံးကိုရှင်းရှင်းလင်းလင်းနားလည်သိရှိလာမယ်ဆိုတာဗုဒ္ဓအဘိဓမ္မာကသင်ကြားပေးပါတယ်ဒါအပြင်မေတ္တာတရားနဲ့ကျင့်နာမှုတွေကိုဖွံ့ဖြိုးလာအောင်ကြိုးပမ်းအားထုတ်ကြမှသာလျှင်ကျွန်တော်တို့ဟာတတ္တဝါအားလုံးရဲ့မိတ်ဆွေစင်နဲ့တူလာမယ်ဆိုတာကိုလည်းဗုဒ္ဓအဘိဓမ္မာကကျွန်တော်တို့ကိုသင်ကြားပေးပါတယ်ဗုဒ္ဓဝါဒဟာဒသနတစ်ခုပါသို့ပေမဲ့ထိုဒသနဟာတာမန်ဒသနတစ်ခုမဟုတ်ပါဘူးအကြီးမြတ်ဆုံးဒသနတစ်ခုပါပဲနောက်မိဂုံကတော့ဗုဒ္ဓဘယ်သူလဲဆိုတဲ့မိဂုံဖြစ်ပါတယ် BC 963ခုနှစ်မှာအိန္ဒိယနိုင်ငံမြောက်ပိုင်းမှာရှိတဲ့တော်ဝင်မိသားစုတစ်စုမှာကလေးငယ်တစ်ခုဖွားမြင်ခဲ့တယ်သူကချမ်းသာစည်းစိမ်တွေခံစားရင်းကြီးပြင်းလာခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူဟာလောကီစည်းစိမ်ချမ်းသာတွေနဲ့ဘဝရဲ့လုံခြုံမှုတွေကပျော်ရွှင်မှုအတွက်အာမမခံနိုင်ဘူးဆိုတာကိုသဘောပေါက်လာခဲ့တယ်ဗုဒ္ဓလောင်းလေးဟာသူ့ရဲ့ပတ်ဝန်းကျင်မှာဒုက္ခဆင်းရဲတွေကိုတွေးမြင်ရတဲ့အခါမှာတော့လူသားတွေအတွက်ပျော်ရွှင်မှုအစစ်အမှန်ဟာဘာဖြစ်တယ်ဆိုတာကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါတယ်သေတ္ထမင်းမဟာအသက်29နှစ်အရွယ်ထိုအချိန်တုန်းကရှိခဲ့တဲ့နာမည်ကျော်ဘာသာရေးဆရာကြီးတွေထံမှာသင်ယူဖို့အတွက်သူ့ရဲ့ဇနီးနဲ့သားကိုဆုံးခွာခဲ့တယ်ထိုဆရာကြီးတွေကသူ့ကိုပညာတွေအများကြီးသင်ပေးခဲ့တယ်ဒါပေမဲ့လူသားတွေခံစားနေရတဲ့ဆင်းရဲဒုက္ခတွေရဲ့အကြောင်းရင်းဟာဘာဖြစ်တယ်ဆိုတာနဲ့ထိုအရာတွေကိုဘယ်လိုကျော်လွှားနိုင်တယ်ဆိုတဲ့အချက်တွေကိုတော့သူတို့မသိရှိကြပါဘူး6နှစ်ကြာမြလေးလာသင်ယူမှုတွေနဲ့ကမ္မထန်တရားကိုအားထုတ်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့ဗုဒ္ဓလောင်းလေးဟာအဝိဇ္ဇာအလုံးကိုပယ်တတ်နိုင်ခဲ့ပြီးမဉ္ဇဉ်ပူဉ္ဇဉ်ကိုရရှိခဲ့တယ်ထိုနေ့ကစပြီးသူဟာတပ္ပိညုတဉာဏ်တော်ရှင်ဗုဒ္ဓမြတ်စွာဖြစ်ဖို့ရောက်ရှိခဲ့တယ်ဗုဒ္ဓမြတ်စွာဟာနောက်45နှစ်အတွင်းမှာအိန္ဒိယနိုင်ငံမြောက်ပိုင်းတစ်ခွင်မှာတေသက်စာရီကြွချီပြီးမိမိကိုယ်တော်တိုင်သိရှိနားလည်ခဲ့တဲ့တရားတော်တွေကိုဟောကြားခဲ့တယ်ဗုဒ္ဓရဲ့မဟာကရုဏာနဲ့စိတ်ရှိသိခံမှုတို့ဟာအံခမ်းကြီးကျယ်မြင့်မြတ်လာပါတယ်ဗုဒ္ဓမြတ်စွာမှာတပည့်ပါဝကထောင်ပေါင်းများစွာရှိခဲ့တယ်ဗုဒ္ဓဟာတတ်တော်80မှာအရွယ်အိုမင်းပြီးမကြမ်းမမာဖြစ်ခဲ့ပေမဲ့ပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုကိုခံစားရဆဲဖြစ်တယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဗုဒ္ဓဟာပြိဋိဘံဆံဝင်